ဒီနေ့ဘုံကပါတရားလေးများဩဖို့စိတ်ကူးထည့်ထားလို့ဆိုတော့ဇာတကနိပတ်တော်မှာလာရှိတဲ့ခင်ကမာလာဇတ်ဆိုတာလေးကိုဟောဖို့စိတ်ကူးထည့်ထားတယ်။အလိုဒီဇတ်တော်လေးကိုဟောခြင်းတာတော့ဒီဇတ်တော်လေးမှာကုသိုလ်ကောင်းမှုရဲ့အကျိုးအာနိသင်ကိုမြတ်စွာဘုရားဖော်ပြထားတယ်။တစ်ဆက်တည်းမှာပဲဒီဇတ်တော်လေးမှာဗာတွေ့ရတယ်ဆိုတော့လူချင်းမမုန်းမှုလောဘဘလောက်ထိဆိုးသွမ်းနိုင်တယ်လဲဘလောက်ထိလူကိုဒုက္ခပေးနိုင်တယ်လဲဆိုတာလေးကိုလည်းပဲတွေ့ရတယ်ဥပုသ်တရင်နေ့မှာဒီတရားလေးကိုဟောတာနဲ့ live fat တယ်လို့ထင်ပါတယ်ဘာဖြစ်လို့ဆိုတော့ဒီဇတ်တော်ကိုမြတ်စွာဘုရားဟောခဲ့တာကိုကဥပုသ်တေတွေကိုဟောခဲ့တာမြတ်စွာဘုရားလက်ထက်ကဥပုသ်တရင်စောင့်သုံးရတဲ့ဥပုသ်တေတရင်တွေမြတ်စွာဘုရားကြွသွားပြီးတော့အဲ့ဒီတရင်တွေကိုခေါ်ပြီးတော့တမင်တကာကိုဒီဇတ်တော်လေးကိုဟောတာအဲ့ဒါကိုဘုန်းတော်အချင်းချုပ်ပြီးတော့လူရင်းလေးတွေကောင်းလို့ချက်ကလေးတွေချပြီးတော့ပြောပါနော်ဒီမိနစ်40လောက်နိုင်ဝဲကျော်လို့အချိန်လေးမှာအများစုကဒီဇတ်တော်ကိုစလီဆရာကြီးဥပုံရရေးထားတဲ့ရေးတယ်ပြဇတ်ဆိုပြီးတော့မှတ်သားလို့ရတယ်ပေါ့နော်ဒီဇတ်တော်ထဲမှာအဓိကမြတ်စွာဘုရားသိစီလိုတဲ့အချက်ကဥပုသ်သီလရဲ့စွမ်းအားတတိဥပုသ်ရင်ဆောင်သုံးရတဲ့ပုဂ္ဂိုလ်တွေကိုဆောင်သုံးထားတဲ့ဥပုသ်သီလကောင်းကျိုးချမ်းသာကိုဘယ်လိုဖြစ်ထွန်းစေတယ်လဲဆိုတာလေးကိုမြတ်စွာဘုရားကဥပုသ်ရင်ဆောင်သုံးရတဲ့ပုဂ္ဂိုလ်တွေကိုလုပ်နေတဲ့အလုပ်တစ်ခုရဲ့တန်ဖိုးကိုနားလည်ဖို့အဓိကရည်ရွယ်ပြီးတော့ပြောတာပေါ့အဲ့ဒါကိုဘုန်းတော်ကတော့ကြုံငုံပြီးတော့ကုသိုလ်ကောင်းမှုတို့ရဲ့တန်ဖိုးလို့ဒီလိုလေးနားလည်စေခြင်းနဲ့ပေါ့နော်အခုလူတန်းမှုပြုကြတယ်ဒါနကောင်းမှုပေါ့နော်သီလဆောက်တည်ရတယ်သီလကောင်းမှုတရားတော်မြတ်ကိုနားဆိုင်ပြီးတော့နားယူရတယ်သမာဓိဉာဏ်ညာကုသိုလ်ကောင်းမှုပေါ့နော်အဲ့ဒါဘုန်းတော်ကုသိုလ်ကောင်းမှုတွေကိုကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေတဲ့ဒီကုသိုလ်ကောင်းမှုတွေကိုတူရာဆွလိုက်မယ်ဆိုရင်ဒါနရဲ့သီလရဲ့သမာဓိရဲ့ပညာရဲ့ဆိုပြီးတော့၄မျိုးရှိတယ်အဲ့ဒီ၄မျိုးစလုံးထိုက်ပြီးအားလို့ဆိုတာအခုပေးတဲ့ဘောင်းတော်တို့ရဲ့တန်တာမှာဖြစ်ပေါ်တယ်ပေါ့အဲ့ဒီကုသိုလ်ကောင်းမှုတွေဟာကိုယ်ဘဝအတွက်တခုလေးသောအားကိုးရာကိုယ့်ကိုချမ်းသာမှုဖြစ်စေမယ့်အရာလို့စိတ်ထဲကတိုက်တဲ့လေးလေးယုံကြည်သေးခြင်းနဲ့အဲ့ဒါကိုတရားတရားခေါ်မယ်ပေါ့နော်အဲ့ဒီယုံကြည်မှုရှိသွားပြုတ်ပြီးတော့ပြုတ်မယ်ဆိုရင်လည်းအဲ့ဒီကုသိုလ်ကောင်းမှုကပို့ပြီးတော့စွမ်းအားအာနိသင်ထက်မြက်သွားပြန်တယ်ပေါ့ဟုတ်လားဒါကြောင့်အဲ့လိုတရားတရားလေးတွေဖြစ်ထွန်းစေဖို့ကိုလုံနေတဲ့အလုပ်ရဲ့တန်ဖိုးကိုပို့ပြီးတော့တတိထားမိစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီဇတ်တော်လေးဟောတယ်ကင်္ဂမလာဇတ်ဥပုသ်တရင်တွေကိုအကြောင်းပြုပြီးမြတ်စွာဘုရားဟောခဲ့တဲ့ဇတ်တော်တွေပေါ့ဘာဟောလို့ဆိုတော့တခုသောဘဝတုန်းကဘုန်းတို့ရဲ့တရားတော်တော်ကောင်းကြီးဟာအလွန်တရာမှဆင်းရဲသွမ်းပါတဲ့သူဆင်းရဲမျိုးမှလူဖြစ်တယ်အဲ့ဒီတော့ကသူလူဖြစ်တဲ့အခါမှာဗာရာဏသီကြီးမှာသူစိဘဝလေးကတထေးဆိုတာရှိတယ်အဲ့ဒီတထေးကြီးကအလွန်တရာမှလည်းဥစ္စာပစ္စည်းချမ်းသာကြွယ်ဝတယ်လို့သူ့ရဲ့အချမ်းရံနေရဲ့ပုံမှန်လည်းပဲကောင်းမွန်အောင်မုံမြတ်အောင်လွန်တရားမှတင်းကြောင်းနိုင်ကလျာဏမိတ်တပိတဒါကြောင့်သူ့ရဲ့အချမ်းရံတွေကလည်းပဲလွန်တရားမှတန့်ရှင်းစင်ကြယ်အစဉ်တန်းရှိတယ်ဒါကြောင့်သူ့ကိုသူစိပေါ်ဝါလိကစင်ကြယ်တဲ့အချမ်းရံရှိတဲ့တတိအဲ့ဒီတတိကြီးကဥပုသ်တရင်နေတိုင်းသူကိုယ်တိုင်ရောသူ့မိသားစုရောသူ့ရဲ့ကျွန်းအမှုလုပ်တဲ့အကုန်လုံးတအိမ်လုံးသူ့အတိုင်းဝိုင်းအကုန်လုံးဥပုသ်ဆောင်ရတယ်မရွတ်နေကိုဆောင်ရတယ်ဒါမှလည်းဥပုသ်နေ့ဆိုလို့ရှိရင်အစိုးရတမင်ချက်အကုန်လုံးကိုတမင်ကျွေးအကုန်လုံးလုပ်ပြီးပြီဆိုရင်အဲ့ဒါဒီနေ့အတွက်ဘာမှလုပ်เสียရမလို့ဥပုသ်ဆောင်ရတယ်အင်္ဂါ၈ပါးနဲ့ပြည့်စုံတဲ့အခုယောဂီတို့ဥပုသ်တွေလို့ဆောင်ထိန်းထားတဲ့ဥပုသ်သီလနော်အဲ့ဒီဥပုသ်သီလကိုအကျိုးကျေးဇူးကိုပြောပြပြီးတော့ဆောင်ထိန်းခိုင်းတယ်အဲ့ဒါလိုနဲ့နေလာရင်းနဲ့နောက်တော့ဘုရားလောင်းဆင်းရဲသားကအဲ့ဒီတထေးကြီးရဲ့အိမ်မှာအလုံးလုပ်တယ်နော်အလုံးရှာရင်းနဲ့အိမ်မှာအလုံးဝင်လုပ်တယ်အဲ့လိုလုပ်တော့ဒီတတိယအိမ်မှာဥပုသ်နေတိုင်းဥပုသ်စောင့်နေဆိုတော့သူကအလုပ်ဝင်လာတာဆိုတော့မသိဘူးသူကဇွဲလုံးလာရင်းနဲ့ပြည်စုံတဲ့ပုဂ္ဂိုလ်ဆိုတော့အဲ့ဒီဥပုသ်နေမှာသူကစောကြီးအလုပ်ကိုထားသွားတယ်ကျန်တဲ့လူတွေကလည်းသူ့ကိုမပြောမိဘူးပေါ့အဲ့ဒါနဲ့အကုန်လုံးသူများတွေကတော့နဲ့စောတော့မနဲ့ခင်းသာစားပြီးတော့ဘာလို့မှမလုပ်ကြအိတ်စိတ်အဲ့ဒါသူကမသိဘူးလေတော်ထဲမှာတနေ့ကုန်အလုပ်လုပ်တယ်နေ့တဲ့တိုင်းခင်းနဲ့လာမဖို့အဲ့ဒါနဲ့ညနေအိမ်ပြန်လာဇူးမှလည်းအလုံးလုံးကြဘာဖြစ်တာလို့ပေါ့အဲ့ဒီတော့မှဥပုသ်ဆောင်တယ်ဆိုတာ
သိရအဲ့လိုဆိုရင်အဲ့ဒီဥပုပ်ကိုသူရောစောင့်လို့မရဘူးလားတတိယကိုသွားမေးတယ်အမေးတဲ့အခါကျတော့နေ့တချမ်းတော့ရမှာပါမင်းကနေညနေပိုင်းကျတော့သိတာဆိုညပိုင်းစောင့်ရင်တော့ရပါလားအဲ့ဒါနဲ့သူစောင့်မယ်ဆိုမနေ့ကလေးကစားဘာမှမစားရတနေ့ကိုဟုတ်လားအဲ့ဒါမှသူ့ရဲ့ဝမ်းထဲမှာဒီအစာဟာရပြတ်တဲ့အတွက်ကြောင့်လေးထားနေတဲ့သဘောရှိတယ်ဒါကိုသူတတိမထားမိပဲနဲ့ယုံကြည်တဲ့တရားဥသိပြီးတော့ဥပုပ်ကိုသူစောင့်အဲ့ဒါညလည်းရောက်ရောလေးထားတာပဲအဲ့ဒါယောဂအပြင်းထန်ဖြစ်လာတဲ့အခါမှာအဲ့လိုဆိုရင်အစာဟာရကိုပြီးဝဲမှရမယ်ဆိုမဖြစ်ဘူးသူဒါလေးပဲသူစောင့်တာပေါ့နော်ဒါလေးကိုသူထိမ့်သိမ့်နေတန်ဖိုးထားတယ်ပေါ့သိချင်းသိသေးဆိုပြီးတော့အသက်နဲ့ရင်းပြီးတော့စောင့်တဲ့ဥပုပ်တီလာဖြစ်သွားတယ်ပေါ့သူရဲ့တီလာပါရမီရှုတော့မှကြည့်မယ်ဆိုလို့ရှိရင်အသက်ကိုစွန့်ပြီးတော့မြင့်မြတ်တဲ့လုပ်ကိုလုပ်မယ်ဆိုရင်ဒါပရမတ္ထပါရမီထိုက်တယ်ပေါ့နော်အဲ့ဒါနဲ့ဉာဏ်ဥညာမိုးလင်းကနေ့ယောဂဝေဒနာပြင်းထန်တော့တတိမရတစ်ချက်ရတစ်ချက်ဖြစ်တော့လူတွေကသေတော့မှာပဲဆိုတော့သိတယ်ဆိုတော့သူ့ကိုအိပ်မြင်မဲ့ထုတ်တယ်။ဒါမှလည်းလင်းတော့သူသေအမျိုးမျိုးလေးဖြစ်နေတတိတော့မလွတ်သေးဘူး။အဲ့ဒီမှာဗာရာဏသီပြည်ကိုဆွေးရတဲ့ပင်ရတယ်တိုက်ဆိုင်တယ်အဲ့ဒီနေ့မှာတိုင်းကန်းနဲ့အချမ်းရံနေနဲ့ခန္ဓာနာနာအဲ့ဒီတတိကြီးရဲ့အိမ်ရှိမှဒီဆင်းရဲသားသေပေါင်းပေါင်းလည်းဖြစ်တယ်။အဲ့ဒါဘယင်ရဲ့အာရုံပေါ့နော်ဒီဟာကိုမြင်တဲ့အခါကျသူ့စိတ်ထဲမှာသူတို့ပြန်ဆင်ပြေလိုက်တာမသိမသာဘယင်ဖြစ်ခြင်းတဲ့စိတ်အဲ့ဒီအတိုင်းဝိုင်းမှာဖြစ်ခြင်းတဲ့စိတ်အားကြတဲ့စိတ်သူ့မှာဖြစ်တယ်ဟုတ်လားအဲ့ဒီဆန္ဒကိုဘယ်သူကဖြည့်ဆည်းပေးမှာလို့ဆိုတော့သောတော်ကသူဥပုပ်ဆောင်ထားတဲ့တီလာဖြည့်ဆည်းပေးမယ်ပေါ့နော်အဲ့ဒီကုသိုလ်စိတ်လည်းရှိတယ်အဲ့ဒီဖြစ်ခြင်းတဲ့ဆန္ဒလည်းရှိတယ်အဲ့ဒီခိုက်တာမှာပဲတည်ပြီးတော့တကယ်ကိုပဲအခြေအနေရဖြစ်သွားတာပေါ့နော်ဘယ်ရောက်သွားလို့ဆိုတော့အဲ့ဒီဗာရာဏသီပြည်ကိုဆွေးရတယ်ပင်ကြီးရဲ့မိဘရဲ့ခေါင်းဝမ်းမှာသွားပြီးတော့ဝင်စားတယ်တဲ့ဘုရားတော်ကအဲ့ဒါမွေးဖွားလာတဲ့အခါကျတော့ဥရိယမင်းသားနာမည်ပေးတယ်အဲ့ဒီကလေးလေးကတိတက်တဲ့အရွယ်ရောက်တဲ့ဇာတိပရညာကိုရတယ်တဲ့ဇာတိပရညာဆိုတာသိရမလားဖြစ်ခဲ့တဲ့ဘဝကိုပြန်ပြီးတော့အမှတ်ရသိနိုင်မနေ့တုန်းကဖြစ်ခဲ့တာကိုပြန်ပြီးတော့တွေးကြည့်ရတယ်လို့မျိုးသူ့စိတ်ထဲမှာအကုန်လုံးရှင်းရှင်းလင်းလင်းသိငါဘာလို့ဘယင်သားဖြစ်ရတာလို့သူသိဒီဥပုပ်တိလရဲ့အကျိုးဒါကြောင့်မလို့သူဘယင်သားဖြစ်ရတယ်ဘာမှလည်းကြားတာမဟုတ်ဘူးငါနေတချမ်းကလေးနေတဝက်ကလေးငါဆောင်ထင်းခဲ့ရတာငါပြုတ်ခဲ့ရတဲ့ကုသိုလ်တွေကနည်းနည်းလေးပဲဒါပေမဲ့ခုငါရရှိတဲ့အကျိုးကျေးဇူးကတော့အတော့ကိုများပါလားဒါလေးကိုသူ့စိတ်ထဲမှာအမြဲတမ်းရှိဒီမင်းသားလေးကဘယ်သူမှလည်းသူကမပြောဘူးသူ့ကိုလုံဝင်စားလို့လည်းပတ်ဝန်းကျင်ကမသိပါဘူးအဲ့ဒါသူကတစ်ခါတလေဆိုလို့ရှိရင်မလုပ်လို့ဆိုထပြီးတော့နှုတ်ကနေရွှဲဆိုပြီးငါလှုပ်လိုက်တဲ့အလုပ်ကလေးကနည်းနည်းလေးငါရတာတွေကအများကြီးပဲဒါဒီလေးပဲပေါ့နော်အဲ့လိုနဲ့နောက်တော့ရွယ်ရောက်တဲ့အခါကျတော့သူဘာဖြစ်လို့ဆိုတော့ဘယင်းသေးတဲ့အခါကျသူရှင်မင်းဖြစ်တယ်ပေါ့အတူတူပြောကြပါဆိုအဲ့လိုရှင်မင်းဖြစ်တဲ့အခါမှာဘုန်းတို့ဇလန်းထဲမှာဇတ်တော်ထဲမှာနော်ထူးခြားတဲ့အကြောင်းအရာတစ်ခုပါလေဆိုတော့ဆရာကြီးဥပုံရဦးစားပေးပြီးရေးတဲ့အပိုင်းပေါ့နော်အဲ့ဒါဒီဗာရာဏသီပြည်မှာအလွန်မှဆင်းရဲတဲ့ရေထမ်းပြီးတော့ရောင်းရတဲ့ယောက်ျားတစ်ယောက်ရှိတယ်အဲ့ဒါသူကလည်းအရွယ်ရောက်တဲ့ခါတော့သူ့လိုပဲအလွန်ဆင်းရဲတဲ့သူမတစ်ယောက်နဲ့အိမ်အောင်ကြတယ်အဲ့တော့နောက်တော့နတ်ခတ်ပွဲတွေမင်းရှုပြီးတော့ပွဲလမ်းတွေမင်းတစ်ခုကြုံတဲ့အခါမှာအဲ့ဒါနဲ့သူတို့လင်မယားနှစ်ယောက်တိုင်ပင်ကြတာပေါ့သူများတွေပြောရရှင်ရမယ်တို့ပဲပြောရရှင်ရပိုက်ဆံလည်းမရှိဘူးမင်းမစုထားတာပိုက်ဆံလည်းရှိလားမရှိဘူးတဲ့ဒါမျိုးတော့ငါမှနှစ်ပြားတော့ရှိပဲဝက်ဒီမှာလို့ပြောအဲ့တော့ယောက်ျားကလည်းငါပဲလေပဲငါမြို့ရဲ့ရောက်တကားဝမှာငါပြန်ကြနေတော့ငါပတ်စံလေးနှစ်ပြားပဲဝက်ကိုငါမြို့ရဲ့တကားကအုတ်ခဲကြားထဲမှာအမှတ်အသားလေးပြုတ်ပြီးတော့ငါထည့်ထားရတာရှိတယ်တိတ်ထားတာရှိတယ်အဲ့လိုဆိုလို့ရှိရင်တို့နှစ်ယောက်ပေါင်းလို့ရှိရင်တပည့်ရှိနော်ပဲဝက်တစ်ခုပေါင်းလိုက်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီတပည့်ကိုသုံးပုံပုံတပုံကိုနတ်သားဝယ်မယ်တပုံကိုပန်းဝယ်မယ်တပုံကိုသေရက်ဝယ်ပြီးတော့တို့လည်းသူများနေပြောကြမယ်အဲ့ဒါနဲ့မိမအဲ့လိုပြောတဲ့အခါကျတော့မင်းပိုင်တဲ့ပတ်စံသွားရှူကြီးလို့ခိုင်းအဝေးကြီးပါရဏသီရဲ့တောင်တကားနဲ့မြောက်တကားသွားပြီးတော့ယူမှာပါပဲဝက်ပေါ့နော်အဲ့ဒါနဲ့မိမသူ့ကိုခိုင်းတာဆိုတော့သူသဘောလေးကြာပြီးတော့ပျော်ပွဲရှင်ပွဲအတွက်ကြည်ကြည်နူးနူးပဲတချင်းတကြော်ရုံနဲ့သွားတယ်တဲ့နေရာလည်းရက်ပူအဲ့ဒါမင်းရင်မြေရဲ့ရှိဘက်ကနေသူရှက်ပြီးတော့ရှောက်တဲ့ချိန်မှာတိုက်ဆိုင်တဲ့ဘေးကြီးကလည်းနေပူလုံးလို့ပရင်းမောက်ကိုဖွင့်ပြီးတော့အေးအေးချမ်းချမ်းလေးနေနေနဲ့တချင်းတန်ကြားလို့သူကြည်တယ်
ကြည့်တဲ့အခါကျတော့ဆင်းရဲသားတရားအပေါ်မှာအဆောင်လည်းမပါဘူးနေရာလည်းပူလိုက်တာအောက်မှာစီးရခဏလည်းမပါဘူးဒီတိုင်းကောင်းရတယ်ဒါဘာအာယုန်တွေရှိလို့ဘလောက်သူ့မှာအရေးကြီးလို့နော်ဒီပူလောင်လောင်လေးကိုသွားနေတာလို့စိတ်ဝင်စားတဲ့အတွက်ကြောင့်မလို့အမင်းကြီးတယောက်ကိုသွားပြီးတော့ပေါ်ခိုင်းတော့ခေါ်ကြည့်အဲ့ဒီနောက်ခေါ်လာတယ်ပေါ့ခေါ်လာရောက်တဲ့အခါကျတော့မင်းကိုမြင်တာနဲ့တူတာပါလို့ဆိုတော့တန်ရောစဉ်ဖြစ်တယ်နော်ဘယင်းကြီးကဒါကဘုံဘုံထင်ပါလေအဲ့ဒီရေတွေကရှင်အနန္ဒာလားသူတို့ချင်းချင်းမှာဘဝကနော်ဘယ်လိုပြောမလဲအခြေအဆက်ရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီဆင်းရဲသားရဲ့ပုံမှာသူအလိုလိုနေတဲ့မေတ္တာစိတ်ကယူဖိတ်တယ်သူကနောက်ပိုင်းမှာသူကထင်းနဲ့ကိုတစ်ဝက်တောင်ခွဲပြီးတာနော်ဘုရားလားအဲ့ဒါနဲ့မင်းကွယ်ဒီလောက်ပူနေတာကြီးဘယ်လောက်ရေးကြီးတဲ့အမှုကိစ္စတွေရှိတယ်သွားနေတာလို့ဘယ်လောက်ရေးကြီးလို့ရောအဲ့လိုမေးတဲ့အခါကျတော့သူမြောက်တကားမှာပဲဝက်ကလေးထည့်ထားတာရှိတယ်ဒါမိမပိုင်တဲ့ပဲဝက်နဲ့ပေါင်းပြီးတော့အဲ့ဒါသူများလိုပဲဝက်ရှင်ပဲသွားမှာလို့အဲ့လိုပြောတဲ့အခါကျတော့မင်းမဒီတော့ကြီးပူလောင်နေတာမပူဘူးလားဆိုအဲ့ဒီအမှုကိစ္စတွေကအဲ့ဒီအပူကိုဖုံးလွှမ်းထားတယ်တဲ့ဘာလုပ်မယ်ဆိုတဲ့အတွေးတွေကသူ့စိတ်ကိုဒီနေပူတာကိုမသိစေဘူးပေါ့ဟုတ်လားပြီးတော့ပျော်ဝဲရှင်ကပျော်မယ်ရွှင်မယ်ဆိုတဲ့နော်အလိုဆန္ဒရမက်တွေကလည်းပဲဒီအခုနေပူနေတာမသိစေဘူးဖုံးလွှမ်းစေမသူတော့လှလှပပလေးပြောပါတယ်အဲ့ဒီအပူတွေကနေပူကိုမတိုးဘူးတဲ့သူ့စိတ်ထဲမှာပြင်းထန်တဲ့ဆန္ဒတွေရှိနေတယ်ဟုတ်လားအဲ့ဒီဆန္ဒတွေကနေပူကိုမတိုးနိုင်ဘူးဒါသူပြောတာတဲ့သဘာဝကျတော့ဘင်းကြီးကလည်းကောင်းတဆက်ဆက်ညှိပြီးကိုက်ွယ်တယ်တဏှာလုံးလို့မင်းပေးဝဲကိုငါပေးပါမယ်ဒီနာကလာမယ်လဲတယ်ဟောယူအနေနဲ့နေပူလေးပေါ့အဲ့လိုပြောတဲ့အခါကျတော့ဆင်းရဲသားဘင်းကြီးချင်းမြင့်တဲ့ပဲဝဲကိုလည်းသူယူပါမယ်ဒါပေမဲ့လို့မြောင်တကားမှာသူသိမ့်ထားတဲ့ပဲဝဲကိုလည်းပဲဟောယူရစီအဲ့လိုဆိုလို့ရှိရင်ကိုယ်ကမင်းသွားမယူနဲ့ငါတပည့်ပြည့်အောင်ပြင်းပေါ့နော်တပည့်ကိုလည်းယူမယ်ပဲဝဲကိုလည်းယူမယ်ဒါကြောက်ရနော်အဲ့ဒါနဲ့တစ်ချက်တိုးပြီးတဲ့နောက်နှစ်ချက်အဲ့ဒီကနေပြီးတော့ခါတဲ့10ရာထောင်တောင်းသိပရိနဲ့ရှိပြီးပြီအဲ့ဒါကိုလည်းယူမယ်ပဲဝဲကိုလည်းသွားပြီးတော့ယူရစီအဲ့ဒါနောက်တတိယရာလို့ပြီးအိရှင်မင်းရာလို့ပြီးအဲ့ဒါတွေကိုလည်းသူယူမယ်ပဲဝဲကိုလည်းအစွန့်မရစီသွားယူမယ်ဟုတ်လားအဲ့ဒါနဲ့နောက်ကြတော့ဘင်းကြီးကမင်းပဲဝဲကိုသွားယူနေနဲ့ငါဟောဒီတိုင်းပြည်ကိုလက်ဝက်ဝက်ပြီးမင်းနိုင်ငံနဲ့အတူတကွအုပ်ချုပ်ကြမယ်သူစိတ်ထဲမှာမေတ္တာရှိလုံးလို့ပေါ့နော်အဲ့လိုပေးတဲ့အခါကျတော့သူငြိမ်သွားတယ်ဘာမှမပြောဘူးဒါပေမဲ့လို့သူဘယင်တဝက်ဖြစ်တာပေါ့နော်တိုင်းပြည်ချမ်းရပြီဆိုတော့သူဘယင်ဖြစ်ပြီဆိုတော့သူအတ္တမာရကမင်းလို့ခေါ်တယ်ဘာလို့လဲဆိုတော့သူဘယင်ဖြစ်ပြီဆိုတော့အချမ်းရည်နဲ့ခက်ကနာနာဆင်စီးပြီးတော့အဲ့ဒီဘဲဝက်ကိုသွားယူတယ်ဟုတ်လားဒါကတော့ဒီဘဲဝက်လေးကြောင့်မလို့ငါပဲဘယင်ကြီးကပေးတာလို့ဘဲဝက်ကိုကျေးဇူးရှင်အနေနဲ့မြင်လို့သွားယူတာလည်းဖြစ်ကောင်းဖြစ်မယ်ဆိုတော့အဲ့ဒါနဲ့ဘုရားလောင်းရဲ့အဲ့ဒီအတ္တမတကမင်းရဲ့ညီညီညွတ်ညွတ်ပဲချစ်ချစ်ခင်ခင်ပဲတိုင်းပြည်ကိုစီမံကြတယ်အုပ်ချုပ်ကြတယ်အဲ့လိုနဲ့ဒီနေ့ကြတော့တဲ့ဥယျာဉ်ထဲမှာအဲ့ဒီအတ္တမတကမင်းရဲ့ပေါင်ပေါ်ကိုဘုရားလောင်းကဥရိယမင်းကကောင်းခုပြီးတော့တိတ်ပန်းဖြေတိုင်းတယ်အဲ့ဒါချမ်းရည်နေစောင်းလျှောက်တရားလည်းအကုန်လုံးသူ့နေရာနဲ့သူသွားကြလာကြတယ်သူတို့နှစ်ယောက်တည်းတိတိစိစိရှိနေတဲ့အချိန်မှာအဲ့ဒီအတ္တမတကမင်းပဲဝဲမင်းဘာကြံစီမိလို့ဆိုတော့ဘာဖြစ်လို့ဒီတိုင်းပြည်ကိုငါတယောက်တည်းမအုပ်ချုပ်ရမှာတော့တဝက်ဘာလုပ်မလဲပေါ့ဒီအချိန်မှာငါဒီမင်းကိုတတ်လိုက်မယ်ဆိုရင်ငါတယောက်တည်းရှင်နေဖြစ်မှာအဲ့တော့မထူးဘူးဒါအခွင့်အရေးပဲဆိုပြီးတော့ဘယင်ကိုတတ်မယ်ဆိုပြီးတော့တန်တဲ့ကိုဆွဲထုတ်တယ်တဲ့ဟောအိပ်တော်လည်းမသိဘူးအဲ့လိုတတ်မယ်လို့လုပ်လိုက်တဲ့အချိန်မှာစိတ်ထဲမှာဘာပေါ်လာလဲဟောဒါငါကျေးဇူးရှင်အလွန်ဆင်းရဲတဲ့အနေအထားနဲ့ငါ့ကိုဒီအခြေအနေကိုရောက်ဒီရှင်မင်းကြီးကငါ့ကိုချီးမြှောက်ခဲ့တယ်။ငါယုံမှလိုက်တာစိတ်ထဲမှာအဲ့လိုတွေးမိအဲ့ဒါနဲ့တန်တဲ့ကိုပြန်ချခဏနေတော့တွေးပြန်တယ်ဒါအခွင့်အရေးပဲဒီလိုဖြစ်ဖို့ဆိုတာလိုတာမဟုတ်တတ်မယ်ဒုတိယချက်နော်တခါထပ်ပြီးတော့ပါဒါကြည့်လို့ရှင်မလုပ်တဲ့မလုပ်ထပ်ဘူးနိုင်သွားပြန်တဲ့အသိစိတ်ကလေးကတခါမသိစိတ်ကနှွမ်းလာပြန်တယ်လောဘပေါ့နော်တတ်မယ်ဆိုတော့တတိယချိန်ဖြစ်အဲ့ဒါကိုလည်းသူထိမ့်သိမ်းလိုက်နိုင်တယ်ပေါ့နော်တတိယချိန်ထိမ့်သိမ်းပြီးတော့သူတော်တော်လန့်သွားတယ်ဟောကြည်စမ်းဒီလောဘတော်တော်ကြောက်စရာကောင်းပါလားနော်ကိုယ့်ရဲ့ကျေးဇူးရှင်ကိုတောင်မှဘာလို့သတ်ဖို့စဉ်းစားနော်တော်တော်ကိုဘလို့မှကိုပဲ
နားလေလို့မရတော့အောင်ကိုပဲဆိုးသွမ်းတဲ့ကိစ္စတစ်ခုအဖြစ်တဲ့သဘာဝမကျတဲ့အလုံးမိုက်မဲတဲ့ကိစ္စကြီးတစ်ခုပဲလို့မြင်သွားအဲ့ဒါနဲ့သူလေးချိန်မြောက်တတ်မယ်ဆိုတဲ့အကြံမပေါ်သေးခင်ဘာလုပ်လဲဆိုတော့ဘင်းကြီးကိုနှိုးတယ်နှုတ်ပြီးတော့ဘင်းကြီးချင်းချင်းမှာတခါလဲပုံပြီးတော့ဝှချသူ့အပြစ်ကိုခွန့်လို့မှတိခတ်မှာဘင်းကြီးကလည်းအချင်းမဝါနဲ့ဘာလို့ဘာပြစ်လို့လို့အကုန်ပြန်ပြောပြတယ်ရိုးလေရိုးသားတယ်ပြောရုပ်တရက်ထွက်လာတဲ့လောဘရဲ့သဘောတဘာဝလေးပေါ်လွင်အောင်ဘုံဘုံပြောပြတယ်ဟုတ်လားအဲ့ဒါနဲ့ဘာပြောလို့ဆိုတော့မင်းကြီးတဲ့ဒီလိုဒီအကြောင်းပဲအုံကြီးတီးတီးမင်းကြီးကိုသူတတ်မယ်လို့လုပ်ခဲ့တာညလည်းအံ့ဩတော့ဘာလို့မင်းကတော့အချင်တာတော့ဒီတိုင်းကြီးကိုတယောက်တည်းရချင်သူတယောက်တည်းအုပ်ချုပ်ချင်အဲ့လိုလည်းပြောလိုက်တဲ့အခါကျတော့ဘင်းကြီးကမင်းအုပ်ချုပ်ချင်အုပ်ချုပ်လို့ရမှာနော်မင်းယူလိုက်ထိနှံစည်းတွေကိုမင်းယူလိုက်ငါအင်းရှင်မင်းဘဝအဖြစ်နဲ့မင်းကိုငါခံစားပြီလောက်ကောင်းတော့နော်သူကအဲ့ဒီလိုတစ်ဖက်ကအရင်ကြီးကောင်းလိုက်တဲ့အချိန်မှာပိုးပြီးတော့သူ့စိတ်ကမဖြစ်တော့ဘူးထိခိုက်သွားဘလို့မှလုပ်လို့မရတော့ဟုတ်လားနော်အဲ့ဒီနေရာလေးကိုဝင်ပြီးတော့ကိုစားလေးပြုတ်ကြည့်နော်တတ်မယ်လို့နော်ကြံစီပြီးတော့ကျိုးပန်းအထုတ်ခဲ့တဲ့လူတယောက်ရှိသမျှရှိနေအကုန်ပေးအောင်မယ်ဆိုတော့အဲ့ဒီမှာသူဘလို့မနေနိုင်တော့ဒီအရမကလည်းမင်းကြီးတဲ့သူနားလေသွားပြီသဘောပေါက်သွားပြီနော်ဒီကာမတရားတွေတွေးတောခြင်းကြံစီခြင်းကြောင့်ဖြစ်တာအဲ့ဒီတွေးတောခြင်းကြံစီခြင်းကိုဖြတ်တောက်နိုင်မယ်ဆိုရင်ဒီကာမဆိုတဲ့လောဘတရားကြီးဖြစ်မှာမဟုတ်ဘူးနော်အဲ့ဒါနဲ့သူအလွန်ကိုထိတ်လန့်သွားတယ်ဒီလောဘကြီးထွားလာရင်သူအများကြီးအကျိုးမဲ့နေတယ်ဒါကြောင့်ဒီမကောင်းတဲ့ဓာတ်သဘာဝတွေကိုအမြင့်ပြတ်ဖယ်ရှားနိုင်အောင်သူအကျင့်မြတ်ကိုကျင့်ပြီးသူရတိဝတ္တော်ပြောကောင်းသွားနော်အဲ့လောက်ကြီးဟုတ်လားအဲ့ဒါနဲ့သူအများကြီးစကားတွေပြောတယ်အဲ့ဒီချိန်မှာမင်းကြီးတွေအချမ်းရံတွေလည်းအကုန်လုံးရောက်လာကြတယ်ဟုတ်လားအတ္တတံကာမတေမူလံကာမဟေကာမတေသင်ဤမူလံအမြစ်ကိုအဟံငါပြီးအတ္တတံမြင်ပြီးကာမဆိုတာဝိထုကာမရှိလူချင်းစရာအာယုန်တွေပေါ့ဟုတ်လားပြီးတော့ပါလေအဲ့ဒီလူချင်းစရာအာယုန်တွေကိုလိုလားတောင်းတရဲ့ကိလေသာကာမဆိုရင်လောဘရှိသူအဲ့ဒီလောဘကိုအဓိကရည်ရွန်းတာပါနော်အဲ့ဒီလောဘဆိုတဲ့ဒီကိလေသာကာမမင်းရဲ့မူရင်းအမြစ်ကိုငါမြင်ပြီတဲ့မင်းဘာကြောင့်ကြီးထွားလာတယ်လဲမင်းရဲ့ရေတောင်းမြစ်ကိုငါမြင်တယ်ပေါ့အဲ့ဒီအမြစ်ကဘာတုံးဆိုတော့သင်္ကပ္ပတွေးတောကြံစီခြင်းအတွေးတွေကြောင့်မို့လို့ဒီလောဘတွေကြီးထွားလာတာတဲ့ဒါလေးကိုကိုယ့်အကူမြင်အောင်ကြည့်နော်ဘုန်းတို့လောဘတွေလူကျင်မှုတွေတစ်ခုပြီးတစ်ခုဖြစ်နေတယ်ဆိုတာဘာကိုအခြေခံပြီးတော့ဖြစ်တာလဲအတွေးတွေကြံစီမှုတွေသင်္ကပ္ပဇာယတိနော်ကာမဆိုတာအတွေးတွေအကြံတွေကြောင့်ဖြစ်တာတဲ့အဲကြောင့်မလို့တင့်ရဲ့မူလအမြစ်ဖြစ်တဲ့အဲ့ဒီအတွေးကြံတွေငါဖြတ်ကောက်ဖြစ်မယ်သင်္ကပ္ပတဏ္ဍာမှာမဖြစ်စေရဘူးအဲ့လိုတွေကျင်းသွားပြီးတော့တော်တော်နာမည်ကြီးတဲ့စကားတစ်ခွန်းသူပြောရရှိတယ်အဲ့မှာပိဋကတ်တွေလည်းဆိုတော့ပိဋကတ်တွေရဲ့ပုံမှာသူပြောလို့တဲ့သဘောတွေလည်းပါတာပေါ့လေဒီကာမဆိုတဲ့သဘောဟာနည်းရင်မလောက်ဘူးများရင်မရောက်ရဲဘူးတဲ့နည်းတော့လည်းပဲပါမလောက်လို့မို့ဆင်းရဲရတယ်အများကြီးပိုင်ပြီးဆိုတော့လည်းပဲမရောက်ရဲတဲ့အတွက်ကြောင့်ထပ်ပြီးတော့ရကျင်နေသေးတဲ့အတွက်ကြောင့်လည်းပဲဆင်းရဲရတယ်ဟုတ်တယ်ကာမတရားရဲ့သဘာဝလေးကိုသူပြောသွားတာနော်နည်းရင်မလောက်ဘူးများတော့လည်းမရောက်ရဲဘူးပြီးတော့ဒီကာမတရားတွေဟာမိုက်မဲတဲ့ပုံကိုယ်တွေကိုစကားအလွန်များစေတယ်တဲ့စကားတွေကိုအလွန်မှမြတ်ဆိုစေတယ်ဒါလေးကတဘာဝချက်ကြတဲ့ကိုယ့်အကိုစဉ်းစားကြည့်နော်ဒီလောဘတွေပိုက်ဆိုင်မှုတွေစီဝါရေးတွေပိုက်ဆံတွေဒီကိစ္စတွေနဲ့ပတ်သက်ရင်လူတွေဟာစကားအလွန်ပြောတယ်ငါကစကားနည်းတဲ့လူတော့မှအဲ့ဒီကိစ္စနဲ့ပတ်သက်လာရင်မနည်းတော့ဟုတ်လားစကားကိုအလွန်များစေဒီသဘောလေးပါတယ်သူပြောတာအဲ့ဒါနဲ့မင်းကြီးကမင်းဘာလို့ရတိဝတ်မှာသူလောဘရဲ့အဖြစ်ကိုသူမြင်သွားပြီဒါဟုတ်သူနေပါတော့လုပ်တယ်နော်အဲ့ဒီလိုလုပ်ဖို့ဆိုရင်လည်းဒါတွေကိုအကုန်လုံးစွန့်ပြီးတော့တောဝင်ပြီးတော့ရတိဝတ်ပြီးတော့တေဥတိကုစားပြီးတော့တကယ်ကိုပဲသူမြတ်တော်ကျင့်ကိုကျင့်တယ်အဲ့သူ့ရဲ့ဒီနေပုံတိုင်းပေါ်လည်းပဲသဘာဝကျလို့နေမှာပေါ့အတိုင်းဝိုင်းနေရတယ်သူ့ကိုချစ်ကြတယ်သူအဲ့လိုမျိုးရတိဝတ်တော့ဆိုဝိုင်းပြီးတော့တောင်တားရတယ်ငိုရတယ်လို့ဆိုအဲ့ဒါရှင်အနန္ဒလောက်အဲ့ဒါဘယ်လိုမှတားလို့မရဘူးဝင်းကြီးလည်းတားလို့မရဘူးသူထွက်သွားတယ်အလုံးထားခဲ့နော်အဲ့လိုထားခဲ့ပြီးတော့သူဟိမန္တဝင်ပြီးတော့ဇံပင်ဉဏ်ကိုရတယ်တဲ့တရားကျင့်တော့အဲ့ဒါကတပိုင်းအဲ့လိုဒီသူအလုံးမြတ်နိုးတဲ့ဒီရေတွေကရတိဝတ်သွားပြီဆိုတော့ဘုရားလောင်းကသူ့စိတ်ထဲမှာအ
အထင်ငယ်ရကိစ္စကြီးအခုရှိဟုတ်လားတခုကပါသူအရင်ဘဝဥပုသ်ဆောင်ရတာနည်းနည်းလေးဒီတစ်ချမ်းလေးအဲ့ဒါလေးကပါအခုရှင်မရင်ဖြစ်စေနေတယ်ဒါသူဖြောက်လို့မရနောက်တစ်ချက်ကဒီလူတွေကပြတ်သားလိုက်တာနော်တတ်မယ်လို့လုံတော့ရတယ်လောဘရဲ့လိုလိုက်ပြီးတော့သူတတ်မယ်လို့လုပ်ခဲ့တာဟုတ်လားဒါပေမဲ့တကယ်လည်းနားလေသွားလိုက်တဲ့အခါတတိတံဝေကရသွားတဲ့အခါကျတော့လေအားလုံးကိုစွန့်ငယ်ထားခဲ့ပြီးတော့ပြောတော့ထွက်သွားနိုင်တယ်ယဟန်ပြုတ်နိုင်တယ်တော်လိုက်တာအဲ့ဒီနှစ်ချက်ကသူ့စိတ်ထဲမှာလိုမဖြောက်လို့မရဘူးဒါကြောင့်မလို့အမှတ်ရတဲ့သူကဂါထာလေးတစ်ပုဒ်နဲ့အမြဲတမ်းဥရန်ကျူတယ်တဲ့အဲ့ဒီဂါထာလေးရဲ့အဓိပ္ပာယ်ကခုပြောခဲ့တဲ့နှစ်ခုပါပဲငါလုပ်ခဲ့တဲ့အလုပ်ကနည်းနည်းလေးငါရရှိတဲ့အကျိုးရလဒ်ကအကြီးကြီးပဲနော်အလွန်ပြတ်သားတဲ့လူတွေအလွန်ကိုတော်တာပဲငါမှတော့မေ့လျော့တယ်ခုဒီခြေနေမျိုးမှာပဲဆက်ပြီးတော့နေနေတာသူကဒီယတိဝတ်သွားတဲ့ဒီအရမတကမင်းနဲ့သူ့အခြေအနေကိုသူကရှင်းတာသူဟိုကဘာဖြစ်သွားလဲဟိုကယတိဝတ်သွားသူလည်းအများကြီးတာသွားတယ်နော်သူ့မှာတော့ပါမိမိရော့ရော့ဓာတ်တွေကိုမထားခဲ့နိုင်မင်းနဲ့မစွန့်နိုင်မင်းနဲ့ဒီအရှုပ်တိုးထဲမှာပဲနေနေတယ်ဒီနှစ်ခုကိုသူအရင်ကပြောတယ်အဲ့ဒီလိုပြောပြီးတော့နေတာဘယ်သူမှမရှိတဲ့တခါလေးတယောက်တည်းညီးတယ်လို့ပြောတာပေါ့အလုပ်ခဲ့တဲ့လောက်ကနည်းနည်းလေးငါရရှိတဲ့အကျိုးကျေးဇူးကအများကြီးဒီလူတွေကလည်းတော်လိုက်တာငါမှတော့မိမိရော့ရော့ဒီလိုပဲဒီတော်တွေကမထွက်နိုင်ဘူးဒါသူတယောက်တည်းညီးတယ်လို့ပြောတယ်အဲ့ဒီအဓိပ္ပာယ်ကိုမိဖုရားကြီးကအလွန်သိကျင်တယ်လူလင်တော်တယ်ဆိုတာတော့သူနောက်ပိုင်းအပိုင်းကိုသိတယ်ရှေ့ပိုင်းကပြောတာငါလုပ်ခဲ့တဲ့အလုပ်ကနည်းနည်းလေးငါရရှိတဲ့အကျိုးကျေးဇူးကအများကြီးဆိုတာသူသဘောမပေါက်ဘယ်လိုလုပ်ပေါက်မလို့သူလာဘယ်သူမှမပြောဘူးဟုတ်လားအဲ့ဒါနဲ့မိဖုရားကြီးကမေးတယ်မိကြီးကိုငါလုပ်ခဲ့တဲ့အလုပ်ကနည်းနည်းလေးငါရတဲ့အကျိုးကျေးဇူးကအများကြီးဆိုတာဘာပြောတာလဲမပြောဘူးဘယ်လောက်မေးလို့မှမပြောဘူးမိဖုရားကြီးအဲ့ဒါနဲ့တနေ့တော့ညဆက်တော်ဘာဝတိမှာဘုရင်ကြီးကမိဖုရားကိုပြောတယ်တဲ့မတို့ရဲ့ဆက်တာကငါတက်ပြစ်ခြင်းကွာခေါင်းဖြတ်ပြီးတော့ကိုတက်ခြင်းဆက်တာရဲ့နာမည်ကင်္ဂမာလာဇက်တော်ရဲ့နာမည်ကဘာလို့ကင်္ဂမာလာဘာလို့ကင်္ဂမာလာကိုခေါင်းဖြတ်တက်ခြင်းရတာတော့ဒီကောင်လွန်ညံ့တဲ့ကောင်တဲ့ငါရဲ့ဆံမုတ်စိတ်ကိုပြုပြင်ပြီဆိုလို့ရှိပြီငါ့ကိုအရင်ရိတ်တယ်ပြီးတော့မှငါ့ကိုနှုတ်တယ်နှုတ်တော့တအားနာပေါ့နာတဲ့အခါကျတော့ဒီကောင်အားလိုက်တာပေါ့နော်တကယ်ဆိုလို့ရှိရင်ရင်နှုတ်เสียရှိတာနှုတ်ပြီးမှရိတ်ချတာပေါ့နော်သူကနာတာနဲ့အဆုံးသတ်တာကိုဘင်းကြီးကမကြိုက်အဲ့ဒါကိုမိဖုရားကြီးပြောတယ်ပြောတော့မိဖုရားကဉာဏ်ရှိဘင်းကြီးကဒီအချက်ကိုတော်တော်ကိုစိတ်တူနေတာအဲ့တော့တကယ်လို့ကခင်ဗျာမာလာကဘင်းကြီးကိုစံမိုးစိတ်ပြုရင်ပေးတဲ့အခါမှာနှုတ်เสียရှိတဲ့အမှုလေးတွေကိုရင်နှုတ်ပြီးတော့ပြီးမှရိတ်လိုက်လို့ရှိရင်တေချာပေါက်ဘင်းကြီးကသဘောကျပြီးတော့ခင်ဗျာမာလာကိုမင်းကြိုက်တဲ့ဆုတောင်းဆိုတာပေးမှလေအဲ့လိုမျိုးတကယ်လို့ပေးခဲ့ရင်ခင်ဗျာမာလာဘလို့ဆုကိုတောင်းခိုင်းရရင်ကောင်းမလဲမြင်တယ်သူကအဲ့ဒါနဲ့ခင်ဗျာမာလာကိုတိတ်တိစိခေါ်ပြီးတော့မင်းအလွန်မိုင်မဲတဲ့ကောင်ဘင်းကမင်းကိုခေါင်းဖြတ်ပြီးတော့တောင်းပတ်ချင်ဟာဘူးလို့လုံးရှင်မဒီလိုပဲမင်းကအရင်လုပ်ရမယ့်လုပ်ကိုနောက်လုပ်ရမယ့်လုပ်ကိုအရင်လုပ်တယ်တကယ်လို့ဒါမင်းကအရင်နှုတ်ပြီးတော့နောက်မှရိတ်မယ်ဆိုရင်မင်းဆုတွေပါလေရမှာအဲ့လိုမှတည်ကျွန်တော်မျိုးလုပ်မှာပေါ့အဲ့လိုဆိုရင်မင်းလုပ်အဲ့လိုလုပ်လို့ဆုတကယ်လို့ပေးခဲ့မယ်ဆိုလို့ရှိရင်ဘင်းကြီးကျူးရင်တဲ့အမြဲတမ်းညီးနေတယ်ငါလုပ်ခဲ့တဲ့အလုပ်ကနည်းနည်းလေးငါရရှိတဲ့အကျိုးကျေးဇူးကအများကြီးဆိုတဲ့စကားရဲ့အတိတ်ပဲကိုမင်းမေးဆုအနေနဲ့မင်းပိုက်ဆံကိုမတောင်းနဲ့ကျန်တဲ့လက်လာပါတွေမတောင်းနဲ့အဲ့ဒါငါကြိုက်တော့ပေးမယ်မင်းငါအဲ့ဒါကိုအရင်သိချင်တယ်နော်ဒါကြောင့်မလို့ဘင်းကြီးကဆုပေးပြီဆိုလို့ရှိရင်အဲ့ဒါကိုတောင်းလို့ပြောအဲ့ဒါနဲ့ခင်ဗျာမာလာနဲ့ဒီလိုတိုက်တာဟုတ်လားအဲ့ဒါနဲ့ခင်ဗျာမာလာဒီဗျာကြီးသင်ပေးတဲ့အတိုင်းအရင်နှုတ်เสียရှိတာနှုတ်ပြီးရိတ်တယ်ဘင်းကြီးကသဘောကျဒီဗျာကြီးတွတ်တဲ့အတိုင်းပဲဟုတ်လားဆုပေးတယ်မင်းကြိုက်တဲ့ဆုကိုတော့မင်းလိုချင်တာငါပေးမယ်အဲ့လိုလဲပြောလိုက်တော့ခင်ဗျာမာလာပွက်ဝင်လာလို့ရှိပြီးတော့ဒီခါလဲအဲ့ဒီအဲ့လိုဆိုလို့ရှိရင်မင်းကြီးနေတိုင်းလို့ကျူးရင်နေတယ်ငါလုပ်ခဲ့တဲ့အလုပ်ကနည်းနည်းလေးငါရရှိတဲ့အကျိုးကျေးဇူးကအများကြီးဆိုတဲ့စကားကိုပြောပါအဲ့ဒီစကားရဲ့အဓိပ္ပာယ်ပြောပါဘင်းကြီးကနှံ့တော်သားမင်းဘာလို့ဒါကိုသိကျင်တာလဲသူမပြောချင်သူအရင်ဘဝလူစင်းရဲတယောက်ဖြစ်ခဲ့တယ်ဆိုတာပြောရမှာသူရှက်တယ်ပြောချင်မင်းယူပတ်စံတွေပါလေယူပါကွာဒီမြစ်စုကိုတောင်းပါဒီဟာမင်းတို့ဘာယူရှိလို့ဒီပြင်ဟာမရခြင်းဘူးတဲ့ဒီဟာကိုပဲသိချင်အဲ့လိုလဲပြောလိုက်တော့ဘင်းကြီးကဂတိဖြစ်ရတယ်ကြောက်တယ်အဲ့ဒါနဲ့ကိုင်းမထိုးဘူးရှက်မနေတော့ပြီးတော့ငါပြောရမယ့်အကြောင်းအရာလည်းပဲကုသိုလ်ကောင်းမှုရဲ့အကျိုးအာနိသင်ကိုပြောရမှာဆိုတော့ကိုင်းမင်းတယောက်တည်းကိုတော့ငါမပြောဘူးအားလုံးကိုငါပြောမယ်
အဲ့ဒီလိုဖြစ်တယ်နော်ဇာတ်လမ်းလေးဟုတ်လားအဲ့ဒါနဲ့မင်းရင်တွေမှာအဲ့မူမတ်ဘုရားအကုန်လုံးစုဝေးစီပြီးတော့မှဘီကြီးကအဲ့ဒီဥဒန်းစကားရဲ့အတိတ်ပြောတာတဲ့တို့အရင်ဘဝတုန်းကဆင်းရဲတဲ့တယောက်ဖြစ်ခဲ့တဲ့အကြောင်းသူစီဘွားကြီးကတတိကြီးဒီမှာနေခဲ့တဲ့အကြောင်းနော်ဥပုပ်နေတချမ်းဆောင်ပြီးစောင့်ပြီးတော့ပါလို့လေးတင်လုံးဖြတ်လို့ဘဝသေးခဲ့ရတယ်ဆုံးခဲ့ရတဲ့အကြောင်းအခုပြည့်ရတာဖြစ်တဲ့အကြောင်းဒါကိုပြောပြတယ်အဲ့တော့လူတွေကဟောဒီလောက်ကလေးလှုပ်တာတောင်ဒီလိုအကျိုးကျေးဇူးတွေရတဲ့လားအာလမကုသိုလ်ကောင်းကြီးရဲ့ဆွမ်းအားအားလေးတဲ့ယုံကြည်မှုဖြစ်ကြတယ်ဘီကြီးကဘဝနဲ့ရှင်းပြီးပြောတာဟုတ်အဲ့ဒီလိုယုံကြည်မှုဖြစ်ကြတဲ့လူတွေထဲမှာဘယ်သူကထိတ်ဆုံးကပြေးနေလဲဆိုတော့ကင်္ဂမာနာထိတ်ဆုံးကပြေးတယ်ဟုတ်လားသူကဘယ်လောက်ထိသူကအောင်းမိပြီတော့ဆိုတော့ဒီလောက်လေးလုပ်တဲ့ကုသိုလ်ကောင်းမှုကတော့ဒီလောက်ချမ်းသာတယ်ဆိုလို့ရှိရင်ငါကုသိုလ်ကောင်းမှုကိုဘဝနဲ့ရင်းပြီးတော့ပြက်ပြက်သားသားကိုလုပ်လိုက်မယ်ဟုတ်လားအဲ့ဒါနဲ့သူကဘာလုပ်လဲသူကလည်းပိုင်ဆိုင်တယ်မြတ်ပတ်သက်တယ်မြတ်အကုန်ဆွန့်ပြီးတော့သူကလည်းရတိဝက်သွားထွက်သွားတယ်ဒါပေမဲ့သူကတော့ပြစ္ဆေကဗုဒ္ဓဖြစ်သွားတယ်ဇံပင်ញင်တော့တမကဘူးနော်သူကပြစ္ဆေကဗုဒ္ဓဖြစ်သွားတာအဲ့ဒါဘုန်းတော်ဒီမှာရတိဝက်သွားတဲ့လူ2ယောက်နော်ဒီဇာတ်လမ်းလေးတွေမှာတတ်တော်လေးမှာလူ2ယောက်ဟုတ်လားပထမတစ်ယောက်ကရှင်အနန္ဒာလားဘာလို့ရတိဝက်သွားတာလဲလောဘရဲ့အပြစ်ကိုမြင်လို့ဒါကြီးကဘယ်တော့မှမပြီးနိုင်တဲ့ဒီလိုအချက်ကြီးကဘယ်တော့မှမပြည့်ဝနိုင်တဲ့ရုပ်မှမှုရက်စက်မှုအများကြီးကိုလည်းဖြစ်စေတဲ့မကောင်းတဲ့အရာကြီးပဲလို့လောဘရဲ့အလွန်များပြားတဲ့အပြစ်အနာစာကိုမြင်ပြီးတော့ဒါတွေကိုသူပါတော့နေပါခြင်းလို့ကြောက်ခြင်းလို့သူကမလုပ်တာစိတ်တဝတ္တမကောင်းတာကြီးရဲ့အကျိုးဆက်ကိုမြင်လို့မကောင်းမှုကနေရှောင်မြင်လို့သူကစိတ်တဝတ္တသူ့ရဲ့ရှုတော့ကတစ်မျိုးနော်ခုကင်္ဂမလာပြစ္ဆေကဗုဒ္ဓဖြစ်သွားတယ်ရတိဝက်ပြီးတော့နော်ရဟန်းပြုပြီးတော့ပြစ္ဆေကဗုဒ္ဓဖြစ်သွားတယ်ဆိုသူကဘာကိုမြင်ပြီးတော့စိတ်တဝတ္တတာတော့ကောင်းမှုရဲ့အကျိုးကုသိုလ်နဲ့အကုသိုလ်လို့အကျဉ်းမြင်ဘုန်းတို့ဒီဇာတ်လမ်းလေးမှာ2မျိုးခွဲနိုင်တယ်နော်တယောက်ကအကုသိုလ်ရဲ့အဖြစ်ကိုမြင်လို့အကုသိုလ်ကိုနည်းကျင်လို့ကောင်းတာကိုလုပ်ဖို့ကြိုးစားတာတယောက်ကကုသိုလ်ရဲ့အကျိုးအာနိသင်ကိုမြင်လို့ကုသိုလ်နဲ့ကြည့်လို့မြင်လို့ယတိယံဝတ်သွားတာကုသိုလ်ထဲမှာသူကဘယ်ကုသိုလ်ထိရောက်သွားလောကုတ္တရာကုသိုလ်ထိရောက်သွားနော်နောက်ဆုံးကောင်းမြတ်မှုတွေထဲမှာသူကဘယ်ကုသိုလ်ဟာအမြင့်မြတ်ဆုံးကိုကြားလို့ပညာဟောဘုံအကျဉ်းလေးပြောတာရှိနော်ဒါနာသီလသမာဓိပညာဟုတ်လားအစဉ်အတိုင်းပညာတွေအထုထိပ်မှာရှိတယ်ပညာဆိုတာဘာလို့ဘဝရဲ့အကြောင်းလောကရဲ့အကြောင်းဒီခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိတာနားလည်တာပညာပဲအပညာမျိုးစားအများကြီးရှိတယ်အစဉ်အတန်းမျိုးမျိုးရှိတယ်လောကီပညာတွေပြောမဆိုကုန်နိုင်ဘူးဒါပေမဲ့အထွတ်အထိပ်တန်ဖို့အမြင့်မားဆုံးပညာဘာလဲဆိုရင်ကိုယ်အကြောင်းကိုသိတာဒီငါဆိုပြီးတော့ဖြစ်နေတဲ့ဒီသဘာဝတရားကြီးကပုဂ္ဂိုလ်တ attva သဘောမဟုတ်ဘူးဟုတ်လားဟောက်ပြန်တဲ့သဘာဝအရှုအာယကိုသိတဲ့ခန္ဓာတက်မှတ်တဲ့စီဆိုတဲ့တော့နန္တရားအရှုရုပ်သဘာဝဆိုတဲ့ဖောက်ပြန်ခြင်းနံသဘာဝဆိုတဲ့အာယကိုညှို့ချင်းသိခြင်းသဘာဝတွေသူကပုဂ္ဂိုလ်တ attva မဟုတ်ဘူးသဘောတရားကြီးစုဝေးပြီးတော့ဖြစ်စုဝေးတယ်ဆိုတာကိုပါဠိလိုပြောတော့ခန္ဓာပြောနော်စုထားတာအခုဘုန်းတို့ဒီရုပ်ခန္ဓာကြီးမြင်လွယ်တာကလေးတွေပါတော့ပြောပါဦးမယ်နာခန္ဓာသိဖို့လည်းနည်းနည်းလေးလုံးညံ့ရုပ်ခန္ဓာကြီးစုထားတာသိကြည့်လိုက်နော်အရေးသဘောအဖတ်သဘောအငွေသဘောစွမ်းရင်သဘောတွေနဲ့ပေါင်းထားတာတကြီးလေးပါဆိုတာဒါပဲအမာလသဘောဟုတ်လားအဲ့ဒါကိုဖွဲ့စည်းထားတယ်အခဲလေးရှိဆိုဖွဲ့ထားတယ်စီးထားတယ်အခဲလေးဖြစ်ဟုတ်လားတခါဒီထဲမှာဘုန်းတို့လေသဘောတွန်းတယ်လှုပ်တယ်ကန်တယ်လှုပ်ရှားမှုသဘောလှုပ်ရှားမှုသဘောဆိုလေပဲအဲ့ဒီလှုပ်ရှားရဲဆိုဘာလို့လှုပ်ရှားလဲစွမ်းအင်ရှိလို့လှုပ်ရှားတာဟုတ်လားဒီမှာစက်လေးတွေအကုန်လုံးလှုပ်နေကြတယ်ဘယ်စွမ်းအင်နဲ့လှုပ်အခုမီးပြည့်ရင်အကုန်ရက်သွားမီးနဲ့လှုပ်နေတာသဘောပေါက်ရလားဘာနဲ့လှုပ်လဲမီးနဲ့လှုပ်တာအခုခေါင်းလေးတွေလှုပ်ကြတယ်မီးနဲ့လှုပ်တာဟုတ်လားတေးပြီးဟေးဆိုပြီးလည်းမရှိတော့အေးသွားလှုပ်သေးလားအဲ့ကျမလှုပ်တဲ့အပြင်ပါတော့မာတောက်သွားနော်နိုင်ပိုင်းတွေတောက်သွားမှာမီးမရှိတော့ဘူးဟုတ်လားပဂတိတရားစိတ်မီးမရှိရင်ကျန်တဲ့လှုပ်တွေအကုန်ရက်သွားတယ်ခန္ဓာကိုယ်မှာလည်းမီးလက်ပြက်သွားပြီလို့မဖြစ်သွားဘူးအိမ်မှာနော်သဘောပေါက်ရဲ့တော့ဖွဲ့စည်းတာခန္ဓာဆိုတာဒါပဲတတိလေးပါအမာခံထားပြီးတော့ဖွဲ့စည်းတာအဲ့ဒါဘုံဘုံတို့အမြဲတမ်းပါတော့အဖတ်တက်တွေအစာတွေဝါးပြီးတော့ထည့်ရတယ်ရေနဲ့ရောပြီးတော့ရေကြီးတက်တက်နဲ့ထည့်ပေးရတယ်ဟုတ်တယ်မလားပထဝီဓာတ်အာဘောဓာတ်အကျဉ်းချင်းပါလို့မြင့်ထည့်နေရတယ်အမာခံရှိမှလည်းရမှာဟုတ်ပြီးတော့သူ့ထက်ပိုပြီးတော့နုညံ့သိမ်မွေးတဲ့ဓာတ်သဘာဝတစ်ခု
မြင်တဲ့ထည့်ပါလိမ့်လေရက်လို့တော့မရဘူးနော်အစာနဲ့ရေတဲ့ပိုးပြီးတော့ပြန်ပါတော့ရေးပါနော်မိနစ်ပိုင်းလေးတော့ဘုန်းတို့သူ့ကိုမပေးလို့မရဘူးဟုတ်လားပြီးတော့ဘုန်းတို့ဒီကမ္မဇတေဆုံးအပူဓာတ်အမွေးဓာတ်စွမ်းအင်ဓာတ်ဒီသဘောလေးတွေမြင်အောင်ကြည့်ဟုတ်လားအကုန်လုံးကပါစုထားတာဖွဲ့ထားတာပုဂ္ဂိုလ်တ attva မဟုတ်ဘူးဒါတွေဟာသဘာဝတရားတွေရုပ်အစုနာအစုအဝေးလေးပေါင်းပြီးတော့အလုပ်လုပ်တယ်အဲ့တော့ဘုန်းတော်အလုပ်ဖြစ်နေတဲ့အခါကျတော့ကိုယ့်ကိုစွမ်းနေထင်းနေတာပေါ့နော်ငါပဲသူပဲဘသူပဲဘဝပဲဘလို့လုပ်ပြလိုက်တာဘာဖြစ်တယ်ညာဖြစ်တယ်ကိုဖြစ်နေတယ်ဖြစ်တယ်လို့ပဲထင်းနေတာအတ္တသဘောတွေမြင်လားမှားလားဟုတ်လားအဲ့ဒါကိုအတ္တမရှိဘူးဒါသဘာဝတရားတက်တက်အားလုံးအကြောင်းညီညွတ်လို့အလုပ်ဖြစ်နေတဲ့သဘောလေးတက်တက်ပဲလို့မြင်တာအဲ့ဒါကျင်တာပဲနာမရူပလေးခြေတယ်နော်အဲ့ဒီရုပ်တည်နံနေဟာလည်းပဲအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်တာဖန်ဆင်းတာလို့ဖြစ်တာမဟုတ်ဘူးသူရှိရရှေ့ဆက်ကနေတော့ဖြစ်เสียအကြောင်းတွေဖန်ပြီးတော့နောက်ထပ်ပြီးတော့ဖြစ်နေတဲ့သဘောဒီလိုလည်းမပြီးနိုင်မဆုံးနဲ့ဆက်ဖြစ်သွားမှာပဲငါကလည်းမပြီးနိုင်မဆုံးနဲ့ဆက်ပြီးတော့ဖြစ်ခဲ့တယ်ဟုတ်လားအဲ့လိုအကြောင်းအကျိုးသဘာဝလေးကိုသိရမှာနော်ပညာဖြစ်เสียပြိဋိညာခေါ်တာနော်အဲ့လိုအကြောင်းအကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့နော်အသက်မဲ့တဲ့ပုဂ္ဂိုလ်တ attva သဘောမဟုတ်တဲ့ဒီဓာတ်သဘာဝအစုအဝေးတွေကတည်မြဲတဲ့သဘောမရှိဘူးအနိစ္စဖြစ်ပြီးရင်ကြောက်သွားတာပြီးသွားတာနောက်တစ်အတိတ်တစ်ခုထပ်ဖြစ်တယ်သဘာဝတရားတွေအမြဲတမ်းအတိတ်တည်စီဖြစ်တယ်တောက်လျှောက်ပြီးရတယ်အဲ့ဒါပါခေါ်လို့အနိစ္စနော်ပုံမြင့်သွားပြီနော်အဲ့ဒီပညာချက်အနိစ္စကိုသိတယ်အဲ့လိုတရဇတ်အနိစ္စဖြစ်တဲ့အတွက်ကြောင့်တကယ်ကောင်းမွန်တဲ့အရာတွေမဟုတ်ဘူးလို့ရိုးရိုးရိပ်သဘောပေါက်လာအဲ့ဒါဒုက္ခကိုနားတယ်ဘာကြီးရာဘာကြီးဖြစ်ဘာကြီးရှိတကယ်တမ်းကယုံနာတာတရဇတ်ပြီးဆုံးနေတဲ့အတွက်ကြောင့်အဲ့ဒီရှိထားတဲ့ဖြစ်နေတဲ့အရာတွေကဒီအခြေအနေဆိုကြီးကိုပြောင်းလဲနိုင်တာမဟုတ်ဘူးဟုတ်လားအကုန်လုံးကဒုက္ခတွေနားလေတော့အဲ့လိုနားနေတာကိုပညာအဲ့ဒီပညာတွေရင့်လာလို့ရှင်စောစောပြောတဲ့မဲ့ဉာဏ်ပူဉာဏ်ဆိုတာရပြီဣစိကဘုရားဆိုအဲ့လိုနည်းနဲ့ဖြစ်သွားတာဟုတ်လားအဲ့ကုသိုလ်တွေမှာနော်ဘယ်ကုသိုလ်ကအမြင့်ဆုံးဆိုအဲ့ဒီကုသိုလ်ကအမြင့်ဆုံးပဲနော်ပညာကုသိုလ်ကအမြင့်ဆုံးပဲဟုတ်လားတကင်ကမှလာတာဥပုသ်ဆောင်တဲ့ဥပုသ်ကုသိုလ်ရဲ့အကျိုးအာနိသင်မြင်ပြီးတော့ကုသိုလ်ကိုအထွတ်ထိပ်ရောက်အောင်လုပ်မယ်ဆိုတကယ်ကိုသူကမလုပ်တော့ဘူးနော်အထွတ်ထိပ်ရောက်သွားတာအရှင်အနန္ဒာလောင်းကတော့အကုသိုလ်တွေကသူကအမြင့်ပြတ်တော့သူမပယ်နိုင်ဘူးဒါပေမဲ့သူလည်းပဲဝိက္ခမနာတာတော်တော်ကြာသူပယ်နိုင်တဲ့ဇံပင်ញင်ရတယ်ပြင်ရင်ဂျမဖြစ်တယ်ကဘာနဲ့ချီပြီးတော့တက်ရှိတဲ့အနေအထားကိုရမယ်ပေါ့နော်အဲ့တော့ဒီဇက်တော်လေးမှာဘုန်းတော်သတိထားစရာလေးတစ်ခုကအနှစ်သာရအဲ့ဒါပဲဟုတ်လားမကောင်းတဲ့စိတ်ဓာတ်တွေရဲ့ဆွမ်းအားအာတိသင်မြင်ပြီးတော့အဲ့ဒါတွေကိုလဲပါခြင်းစိတ်ဘုန်းတော်ကရှိရမယ်နော်ကောင်းတဲ့စိတ်ဓာတ်တွေရဲ့ဆွမ်းအားအာတိသင်ကိုမြင်ပြီးတော့လည်းအဲ့ဒါတွေနဲ့ပြည့်စုံခြင်းစိတ်ရှိရမယ်အခြေခံတာပဲနော်မကောင်းမှုရှောင်ကောင်းမှုရှောင်ဖြစ်အောင်စိတ်ကိုတည်သွားမှာပဲဟုတ်တယ်မဟုတ်လားဒီဇက်တော်လေးကိုဒီအကြောင်းအရာလေးနဲ့ဇဏန်းလေးနဲ့ဘုန်းတို့ရှင်းပြီးတော့နားလေကြည့်တဲ့အခါကျတော့ဘုန်းတို့ရဲ့နားလေမှုလေးကတမျိုးကျေပြန့်ပြန်တာပေါ့ဟုတ်လားအဲ့ဒါဇဏန်းလေးကမဆုံးသေးဘူးလည်းကြံသေးတယ်အဲ့ဒါဂင်္ဂမာလာကဣစိကဘုရားဖြစ်သွားပြီဆိုတော့ဘင်းကြီးကိုအမှတ်ရနော်သူ့ရဲ့ကုသိုလ်အစွမ်းကိုမြင်ပြီးတော့ခုကအားကြပြီးလုပ်လိုက်တာသူ့ရဲ့အများကြီးတာနော်အထုတ်ထိပ်ရောက်သွားပြီအဲ့ဒါနဲ့သူပြန်လာဗလာဏတိပြည်ကောင်းရတဲ့လာပြီးတော့ဥပ္ပေမှာရောက်နေလေဆိုတော့ဘုရားလုံးကဂင်္ဂမာလာရောက်လာတာအရှင်မြတ်ရောက်လာတာဆိုဝန္တာအာရသွားပြီးတော့ဖူးလာအဲ့လိုဖူးတဲ့အခါကျတော့မေတော်ကြီးလည်းပါတယ်အချင်းတွေလည်းပါတယ်အဲ့တော့ဟိုရောက်တဲ့အခါကျတော့ဂင်္ဂမာလာပြည့်စုံတာဘုရားနော်ဥရိယမင်းဘုရားလုံးဗြဟ္မတ္တဆိုတော့အမျိုးနဲ့နာမည်တက်ပြီးတော့ခေါ်အဲ့တော့ဒုက္ခဒုက္ခရအဲ့ဒါရိုင်းနေပေါ့နော်ဂင်္ဂမာလာကဆတ်တာကိုအညစ်အကြေးကိုတုတ်တင်ရတဲ့သူမျိုးဆက်အဖြစ်နှိမ့်ကြနော်နှိမ့်ကြတဲ့ကိုဒီအရှင်သခင်ကိုနာမည်တက်ပြီးတော့ခေါ်ရမလားဆိုတော့မကမရနိုင်ဖြစ်တဲ့လို့မရှိဘူးဆိုမအေးရဖြစ်တယ်အဲ့ဒါဂင်္ဂမာလာကိုခေါ်ပြောဂင်္ဂမာလာမင်းကအကျင့်တွေအများကြီးကျင့်ခဲ့တယ်ဆိုပြီးတော့ငါသားကိုနာမည်တက်ခေါ်လာတာပေါ့ရိုင်းနေပေါ့နော်စိတ်တူအဲ့ဒါနဲ့ဘုရားလောင်းကမေတော်ကြီးကိုဆုံးမတယ်နော်တကယ်တမ်းကဒီလိုမျိုးသိခံခြင်းတရားခန္တီသောရစ္စအဲ့မှာနှလုံးသုံးတယ်နော်အထွတ်အထိပ်သိခံနိုင်သွားပြီကောင်းတာနဲ့တွေ့လည်းပဲမမောတာမရှိဘူးမကောင်းတာနဲ့တွေ့လည်းစိတ်လိုတာမရှိဘူးသူကရဟန္တာဖြစ်သွားတယ်သိခံခြင်းမှာအထွတ်အထိပ်ရောက်သွားပြီသောရစ္စဆိုတာစင်ကြယ်တာစင်ကြယ်ခြင်းမှာလည်းပဲအထွတ်အထိပ်ရောက်သွားပြီကာယကံဝစီကံမလို့ကဘာမှညင်တော့မှုမရှိအဲ့ဒီခန္တီသောရစ္စနဲ့ပြည့်စုံတဲ့ဒီဂင်္ဂမာလာအလုံးမုံမြတ်တဲ့အတွက်ကြောင့်အခုမလို့ရှင်ရင်ဆိုတဲ့လူတွေကတော့ဝိချရတယ်ဥချရတယ်ဒါ
ဥနှိမ်ချပြီးတော့သူကရှစ်ခိုးခြင်းကိုခံလိုက်သူ့ကိုမပြစ်မှားနဲ့မေတော်ကြီးကိုဆုံးမအဲ့လိုမေတော်ကြီးကိုဆုံးမတော့ကျန်တဲ့လူတွေကလည်းမေတော်ကြီးဘက်ကပဲပါကြတယ်ဟုတ်သားပဲပေါ့နော်သူကအကျင့်တွေကိုကျင့်ခဲ့တယ်ဆိုတာလေတို့ရှင်ပြီးနာမည်တက်ပြီးတော့ပြောရမလားအဲ့ဒါပြီးရင်တခါသူ့ရဲ့တိုက်တူပြည်သားတွေအချမ်းချမ်းတွေကိုပြန်ပြီးတော့ဆုံးမပြန်တယ်သူကအလွန်တရာမှလွန်မြောက်နိုင်ခဲ့တယ်နော်စိုးရင်ချင်းကင်းရနိဗ္ဗာန်ဆိုတဲ့တရားဘဝတန်တရားဝိဒုက္ခကိုအပြီးတိုင်တူဘုရားကြီးနဲ့တူတဲ့ခြေပြန့်တဲ့ဘဝတန်တရားသူကုမြောက်သွားပြီသူတိတဲ့လောက်ဘုရားကရှင်းပြတယ်အဲ့လိုရှင်းပြရင်းနဲ့အားလုံးကိုဝန်ချတောင်းပန်စေတယ်ပေါ့သူကိုယ်တိုင်လည်းခင်ဗျားမလားဝန်ချဇတ်တော်အဲ့ကြမှာဆုံးသွားအဲ့ဒါလေးလည်းပါတယ်အဲ့တော့ခင်ဗျားမလားဇတ်ကိုဘုရားဘလို့ရည်ချက်နဲ့ပြောတာတော့ဘုန်းတို့ရဲ့တန်တာမှာအကုသိုလ်တွေလည်းဖြစ်တယ်ကုသိုလ်တွေလည်းဖြစ်တယ်ဟုတ်လားအဲ့ဒီလိုကုသိုလ်တွေလည်းဖြစ်တယ်အကုသိုလ်တွေလည်းဖြစ်တယ်ဆိုတဲ့နေရာမှာဒီဇတ်တော်တွေကိုအခြေခံပြီးဘုန်းတို့ဘလို့စဉ်းစားမှာတော့အကုသိုလ်တရားတွေအဆုံးစမဲ့ဆင်းရဲဒုက္ခတွေကိုဖြစ်စေလိမ့်မယ်ယုံကြည်မှုတွေကိုဖြစ်စေလိမ့်မယ်အကျိုးမဲ့မှုတွေကိုဖြစ်စေလိမ့်မယ်ဒါကိုတွေးပြီးတော့တို့ဒီဥစ္စာကိုနေပါအောင်ကျူသားမယ်ဆိုရင်စိတ်ကလေးဘယ်လိုလဲမွေးရဒီရှုတော့မြင်ရမယ်နော်ကုသိုလ်တွေရောဖြစ်တာမရှိဘူးလားရှိတာကုသိုလ်ကောင်းမှုပြုရတယ်ကုသိုလ်ဆိုတာအဓိကပြောရရင်တော့မုံမြတ်တဲ့စိတ်ကလေးဖြစ်သွားတာကကုသိုလ်လို့ဒီလိုအကြံဉာဏ်နားလေရတယ်ဆွန့်လွတ်မှုနဲ့ရှင်ပြီးတော့မုံမြတ်တဲ့စိတ်ဖြစ်တာရှိတယ်အခုခြေခံအပြင်အဲ့ဒါဖြစ်နေတာပေါ့နော်ကိုရှာဖွေလာတာတွေနဲ့ဆွန့်မယ်လှုပ်မယ်နော်ကောင်းတဲ့နေရာမှာဒါကိုအကျိုးရှိအောင်ပေးမယ်ဆွန့်လွတ်မှုနဲ့ရှင်တဲ့ဘာစိတ်ကလေးကိုမုံမြတ်တဲ့စိတ်ဒါလည်းမကဘူးကိုယ့်ရဲ့ကာယကံဝစီကံအပြည့်ကင်းအောင်စောင့်စည်းမယ်ထိမ့်သိမ့်မယ်ရုပ်မှာကိုယ့်ရဲ့အကျိုးကြောင့်ကိုယ့်ရဲ့အလုပ်ကြောင့်ဒုက္ခမရောက်စေရဘူးဒါပါလို့စောင့်စည်းမှုနဲ့ရှင်တဲ့မုံမြတ်တဲ့စိတ်ကလေးကုသိုလ်စိတ်ပဲနော်စိတ်ကလေးပဲနော်သဘောပေါက်ရင်လားရှင်တာလေးတွဲပြီးတော့နာမည်လွဲသွားတယ်ဟုတ်လားဆွန့်လွတ်မှုနဲ့ရှင်တဲ့ကုသိုလ်စိတ်ကလေးကိုတော့ဘာလို့နာမည်တက်ဒါနနော်စောင့်စည်းမှုနဲ့ရှင်တဲ့ကုသိုလ်စိတ်ကလေးကိုတော့ဘာနဲ့နာမည်တက်သီလဟာစိတ်တွေကြီးငြိမ်မယ်ပီတိနဲ့ပတ္တိနဲ့ငြိမ်အေးပြီးရုပ်ရည်နဲ့မစိတ်တွေအဝင်မခံပဲနဲ့အေးချမ်းတဲ့စိတ်ကလေးနဲ့ငြိမ်သက်ပြီးတော့နေတာဆိုတော့ဘာခေါ်လဲတမာတိငြိမ်သက်မှုနဲ့ရှင်တဲ့ကောင်းတဲ့စိတ်ကလေးပိုမြင့်သွားပြီနော်သူကဟုတ်လားစိတ်ကြီးငြိမ်နေပြီဆိုရင်တော့ကာယကံဝစီကံကငြိမ်ပြီးသားဖြစ်နေတော့ဟုတ်ကာယကံဝစီကံမငြိမ်ရင်စိတ်ကလည်းမငြိမ်ဘူးလေဟုတ်လားကာယကံဝစီကံတိလှုပ်နေပြီဆိုတော့စိတ်ကထဲထဲမှာတကယ်ကိုခြေလက်ပါရမ်းအောင်လှုပ်နေတော့တာသူကဟုတ်လားစိတ်ငြိမ်ရင်ဘယ်စပြီးတော့အရင်ထင်ရမလို့ထင်တယ်သီလနော်ကာယကံဝစီကံအရင်ငြိမ်မှနော်စိတ်ကလေးရပါတော့ကျင့်တတ်မှုရပြီးငြိမ်နေတာဟုတ်လားကာယကံဝစီကံအရင်ငြိမ်တာပါတော့သီလစိတ်ငြိမ်သွားပြီဆိုရင်ပါတော့သမာဓိအဲ့ဒီငြိမ်ပြီဟေးဆိုတော့ငြိမ်တဲ့စိတ်ကဝိုင်းတော်ဘိက္ခုယထာဝတ္တမဇာနာတိတိတဲ့တိလိုက်တာကိုသိသွားတယ်ဘာသိရောလိုရင်ကသစ္စာလေးပါနော်ဒီဖြစ်နေရတာကြီးကကောင်းဟုတ်ဘူးဆင်းရဲတယ်ဘဝဆင်းရဲတယ်လို့သိတာပညာဆိုတာအဲ့ဒါတော့လိုရင်ကအဲ့ဒါအထုတ်ထိပ်ပညာပဲအခုဖြစ်နေရတဲ့ဖြစ်စဉ်ကြီးကကောင်းမွန်တဲ့သဘောမဟုတ်ဘူးလို့သိတယ်မကောင်းတာကြီးကိုဘုန်းတော်ကမကောင်းမှမသိပဲနဲ့ဘုလိုဘာသာနဲ့နေတယ်အဲ့ဒါမောဟနဲ့နေနေတာဟုတ်လားစိတ်တည်ငြိမ်လာပြီငြိမ်သက်သွားပြီဆိုလို့ရှိရင်အခုပြောတဲ့အမှန်တရားတွေသူသိလာတယ်နော်တမာရီတော်ဘိက္ခုဘိက္ခုယထာဝတ္တမဇာနာတိနော်တည်ငြိမ်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ကဟုတ်တည်တိုင်းမတည်တိုင်းသိလိမ့်မယ်ဘယ်လိုသိမှာလဲဣဒံဒုက္ခတိယထာဝတ္တမဇာနာတိအယံဒုက္ခသမုဒယောတိယထာဝတ္တမဇာနာတိအယံဒုက္ခនិရောဓတိယထာဝတ္တမဇာနာတိအယံဒုက္ခនិရောဓဂာမိနိပရိပဒါတိယထာဝတ္တမဇာနာတိဒီခန္ဓာဒီဖြစ်စဉ်ဟာဆင်းရဲပဲလို့အမှန်တိုင်းသိနော်ဒီလောဘဟာဒုက္ခရဲ့အကြောင်းပဲလို့အမှန်တိုင်းသိဒုတိယဟုတ်လားဒီလိုခြင်းမှုမမောမှုဖြစ်ခြင်းမှုရခြင်းမှုဒါတွေဟာဆင်းရဲဒုက္ခရဲ့မူရင်းပဓာနာအကြောင်းတရားကြီးပဲဆင်းရဲဖြစ်ခြင်းအကြောင်းပဲလို့သိဒီလောဘချုပ်ငြိမ်းခြင်းဒီဒုက္ခချုပ်ငြိမ်းခြင်းပဲလို့နိဗ္ဗာန်ကိုသိဟုတ်လားဒီသမာဓိရှိမမြဲဘူးဆိုတာကိုသိတယ်အမြင်မှန်ကောင်းဆောင်တဲ့မဂ္ဂင်7ပါးဒီလောဘချုပ်ငြိမ်းရာဒုက္ခချုပ်ငြိမ်းရာကိုမျက်မှောက်ပြုဖို့အတွက်တခုတည်းသောလမ်းကြောင်းဖြစ်တယ်လို့မဂ္ဂင်7ပါးရဲ့အစွမ်းအတ္တိကိုသိတည်ငြိမ်တဲ့စိတ်ရှိရင်အမှန်သိမယ်ဆိုတာအဲ့ဒါကိုပြောတာနော်သစ္စာလေးပါးဒါလိုရင်းကိုပြောပြတာဟုတ်လားအဲ့လိုပြကုသိုလ်ကဘယ်နှမျိုးလဲ4မျိုးနော်အခုပညာနဲ့ရှင်တဲ့ကောင်းတဲ့စိတ်ကလေးကြတော့အမုံမြတ်ဆုံးဖြစ်သွားပြီဆွမ်းလွတ်မှုနဲ့ရှင်တဲ့စိတ်ရဲ့စောင့်တည်မှုနဲ့ရှင်တဲ့စိတ်ရဲ့တည်ငြိမ်မှုနဲ့ရှင်တဲ့စိတ်ရဲ့အမှန်သိမှုနဲ့ရှင်တဲ့စိတ်ဘယ်ဟာအကောင်းဆုံးအမှန်သိမှုအမှန်မသိဘဲနဲ့နေနေရတာဘလောက်အပေါ်ရင်ကြည့်လိုက်အားလာပဲလေဒါမို့စာထဲမှာဘုန်းတော်ငယ်တော့ကြိုက်လို့နှုတ်ထဲတိုးနေတဲ့စာကြောင်းလေးကြောင့်ရှိဒီရတ္ထုဝတ္တရေအညာဏ
ဒီရထုဝတ္တရိအညာဏဩမတိမှုကြီးရယွန်စရာကောင်းတာကြီးတကားဟုတ်လားနော်ယွန်စရာကောင်းတာကြီးနဲ့တူနေနေတာနော်ဘာကြီးရယွန်စရာကောင်းလူတွေကရုပ်ဝတ္ထုဟိုအချီအကျွဲတွေနဲ့ရောနေတာအရည်တဲ့ပြင်းနဲ့ရောနေတဲ့ရုပ်ဆိုဆိုတာရှင်နေပေါ့နော်ဟုတ်လားတကယ်တမ်းကဘယ်ရာတကယ်တမ်းယွန်စရာကောင်းတာစိတ်ရမတိမှုကယွန်စရာကောင်းတာဟုတ်လားတော့ပညာဆိုတဲ့ကုသိုလ်လေးကိုစိတ်ဝင်စားဖို့ဒါဒီကုန်းကျုပ်လေးဘုံဘုံပြောပြတယ်နော်အဲ့တော့ဒီဇတ်တော်မှာဘုန်းတို့အဓိကအနှစ်သာရရှုတော်မျိုးနားလည်ရမယ်သဘောပေါက်ရမယ်အချက်တစ်ချက်တော့နှစ်ချက်နော်အကောင်မှုအကုသိုလ်ရဲ့အပြည့်အနာစာကုသိုလ်ကောင်းမှုရဲ့ဆွမ်းအားအနိတ္တဒီသဘောလေးဟုတ်လားအဲ့ဒါအဲ့ဒီနှစ်ခုလုံးနဲ့ဘုန်းတော်ကကျင်းလာတာမကျင်းဘူးနော်အဲ့တော့ကိုယ်ကံတမှာဖြစ်နေတဲ့သဘာဝတရားတွေကဘယ်လိုသဘောရှိတယ်ဆိုတာဘုန်းတော်မလို့သိရမယ်နော်လောဘဒေါသမောဟလည်းဖြစ်တာပဲဒါတိတုဘယ်လိုသိရလဲဒုက္ခပေးမဲ့အရာဒီဆင်းရဲစေတဲ့အရာပူလောင်စေတဲ့အရာဒီပင်ပန်းစေတဲ့အရာတွေကိုဘယ်လိုသိရလဲတစ်ဖက်ကအလောဘအဒေါသအမောဟကောင်းမြတ်တဲ့ကုသိုလ်စိတ်တွေမဖြစ်ဘူးလားဖြစ်တယ်ဒါတွေကပါအာကိုလိုက်တဲ့အရာဒီတို့ချမ်းသာမှုဖြစ်စေမဲ့အရာတွေနောက်ဆုံးဒုက္ခကိုတော့ချုပ်ငြိမ်းသွားစေမဲ့အရာတွေအဲ့ဒီထိဘုန်းတော်တော့နားလည်ရမယ်ဟုတ်လားဒါကြောင့်အကျေတင်ဝရှုတော်တစ်မျိုးကနေနောက်ထပ်ဒီဇတ်တော်လေးနဲ့ပတ်သက်ပြီးတော့ကြည်ရပြည့်ပြည့်နားထောင်နေနေတယ်ဆိုရင်သင်္ကမလာဇဆိုတဲ့ခေါင်းစဉ်နဲ့ဟောထားလေးရှိတယ်အဲ့ဒီအရင်၄-၅-၆ နှစ်ကလောဘသဘောနဲ့ကောင်းမှုအကျိုးဆိုတဲ့ဘုံခက်ငယ်လေးဟောထားလေးရှိတယ်ဒီဇတ်တော်လေးဟောထားနော်ခုဒါဒီနေ့ထပ်ပြီးတော့ဘုံတို့ပြောပါတယ်ဟုတ်လားနော်သင်္ကမလာဇတဲ့ဒါကြောင့်ဆင်းရဲဒုက္ခကိုဖြစ်စေတဲ့အကောင်းမှုအကုသိုလ်တရားတွေကိုပေရှားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။ချမ်းသာဒုက္ခကိုဖြစ်အောင်ဖန်တီးနိုင်တဲ့ဆင်းရဲဒုက္ခကိုချုပ်ငြိမ်းသွားစေမဲ့စွာတတိထက်မြက်တဲ့ကုသိုလ်ကောင်းမှုတွေနဲ့လည်းပဲပြည့်စုံအောင်ကြိုးစားနိုင်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလုပ်အထောက်ကြရတော့ဒါနသီလသွားရည်ပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ်ပြီးတော့တရားတပည့်တော်တို့ဒီမဉ္ဇဉ်ပုညမြတ်လေးပါကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရတည်း